အတော့ကထွက်ဖို့ကောင်းပါတော့အခုတည်းမထွက်သေးရေကူးတာတော့မိုက်ရနော်စိုက်ရတော့ရှယ်ပဲဒါပြောတော့ကောင်ရတော့အဆင်ပြေဒီဗီဒီယိုကတော့ဒုတိယပိုင်းအစီအစဉ်ဖြစ်ပါတယ်ဘလောက်ကြိုးစားဆိုအင်ဂျင်တော့မဝင်နိုင်တော့ညမဆိုဟုတ်တယ်မလားအမေမွေးတဲ့အတိုင်းလေးပဲဟိုကတော့သဘောကျတယ်အဲ့ဘက်ပြစ်ချစ်VNV နဲ့ဆိုညှိမှာနော်အဲ့နေရာဒါကတော့ညနေပိုင်းတစ်ဖြတ်အပြန်ကင်လေးဗီဒီယိုဒုတိယပိုင်းဖြစ်ဖြစ်လေးဆိုရင်ကိုသွားမှာလားကဲနောက်မှဆုံးမယ်နော်နေရာကတော့မိုက်ပါတယ်ငါကမဆွဲတာမနေ့ကတောက်လျှော့ပြတော့ရင်သွားပြီနော်ဒါတော့ကျွန်တော်တငယ်ချင်းလောက်ကြိုးစားရဲဆိုတော့အင်ဂျီတော့မဝဲနိုင်တော့ဟိုတယောက်ကအိတ်တော့အိတ်နေပြန်ကြီးကထားလေအဲ့လိုအိတ်တော့ဘယ်လိုအားရှိတော့မှငါပြက်တာဘေးနာစိတ်သက်ကြပြမဇုံးဆွဲပေးကြရင်ငါကြိုက်တော့ရှယ်ပဲအညစ်ထိုင်းရောက်နေပြတာလားပြန်ပြီးနဲ့ပြစ်ကြည့်မလားကျိုးဖောင်းမကျိုးစားရေးပြစ်နေရမလားမနေ့ပိုင်းတော့နှကောင်ရသွားပြီဒီညနေပိုင်းတော့တစ်ကောင်မှမရသေးဗီဒီယိုတော့ရိုက်နေခွေးရလဲကြောက်ပါသေးအနောက်ဝင်ဆွဲမှာဆိုရင်မမြန်ဘူးလားဆွဲတာအဲ့โอเคအဲ့နေရာဝင်ဆွဲနေရနေရပဲရေလိုက်ရမသိငါလိုက်နေတာသူမယ်မိုးရင်းမရှယ်လာပြက်ကမှာဒါမိုးရွာကြီးကောင်းတယ်မိုးရွာကြီးဖုန်းကအဆင်မပြေဘူးနော်ရှားတဲ့ငါးနဲ့ဖုန်းပြန်ဝယ်ရမှာနဲ့ပြင်တဲ့ဆိုင်လှုပ်ကြွေးလို့ဖြစ်နေတာဟောအိတ်ရှိရလေတကြံမှာလွယ်တဲ့အိတ်လေโอเคအဲ့ဒါလေး
ကောင်တော့ထွက်ကြိုက်စမ်းမှာတော့ဘလော့ရိုက်နေတခါမှလည်းငါမပြောကပြောလဲပြောချင်စရာလေရိုက်တယ်ငါမရအောင်တော့ဈေးရဝယ်လာပြီးရိုက်ရထင်တော့ငါမရတော့လဲယုံမြင်စရာမရှိတော့မင်းပြစ်တာတော့အမှန်ကန်ပါနော်ချင်းလည်းမဟုတ်ပါဘူးငါမရတာကလွဲလို့ဒါဆိုတော့နေရာပြောင်းလိုက်ပြီโอเคကဒီရောရရင်ခွေလေးရောရာသိမ့်နေနောက်ခေါတော့နေနီးမယ်ရှာတော့ထီလန်းရှားကြောင်းတော့ဘောတိတ်အောင်လေဖြည်းဖြည်းလေးဆွဲညင်ဖြစ်တော့ပြစ်နေတာပဲငါမကြိုက်ဘူးဒီဘက်တော့ဆက်ပြစ်ကြည့်ပါလားအခုဆိုနေရာပြောင်းလိုက်ပြီနော်အဲ့နေရာထွက်ကြိုက်နေတဲ့နေရာနော်နောက်တစ်ချက်လေးပြစ်ကြည့်အဲ့ဒါညီပြစ်ထားနော်ကိုမှဘဲတွေကြိုက်သွားရိုက်ပြလိုက်ဘဲတွေကြိုက်မွေးတာအခုဆိုကျွန်တော်ဘဲတွေကြက်တွေမွေးထားတာသွားပြမယ်နော်တကယ်ချင်းကတော့ငရမ်းပြစ်တာကြံခဲ့တယ်ဟိုမှာကျွန်တော် music ကြောင်းရဲ့မွေးထားတဲ့ဘဲတွေကြက်တွေမငားကန်တာဟိုမှာတကယ်ချင်းခင်ဒါတကန်လုံးတူတူပါဒီမှာဓာတ်တွေပိတ်နေတာโอเคဓာတ်တွေပိတ်နေတာဒီနေရာမှာတော့ရေခမ်းနေပြီတွေ့ရညင်ရေခမ်းနေပြီဒါပေမဲ့စင်းရင်နုံနေရှိတယ်ဒီဘက်မှာဒီမှာလည်းတကန်ဒါမိုးရင်းဆိုရေအပြည့်ပဲဒီမှာဒီတန်းကြည့်တာရေရှိရလို့မသိတာရေကတော်တော်များသေးတယ်ဟိုးဘက်ထဲမှာဟိုးမှာဘဲတွေမွေးတာကျွန်တော်ကြောင်းဒါတော့ music ကြောင်းပြေးကုန်ပြီဗီဒီယိုရိုက်တော့လူလာလှန့်သွားပြီတို့လားကလေးလေးရှက်နေတာစကားတော့မပြောရဲဘူးဟိုးမှာဇီးရဝယ်မွေးထားတာဘဲတယ်ရောင်းတာတော့အမှားလို့ပြောတာပဲဒါမှတကယ်ကြီးပြောအထီးတွေကြီးပဲနဲ့ဘာဖြစ်အထီးဖြစ်အမှားဖြစ်ဘဲသားတော့စားမှာအကြောင်းသားအစဒီနေရာမြက်တွေကြီးပဲဒီမှာကောင်းရင်ထားလိုက်တော့ကုံသွားတယ်မြက်တွေစားပလိုက်မှာပေါ့မကြည့်ငါလည်းရှိတယ်
ဘဲသားလဲစားရမှာညီမလေးဒီဘဲကနောက်တုတ်ဖြစ်မှာအရင်တုတ်တွေကသူစားလိုက်လားရောင်းလိုက်လားတော့မသိဘူးတော်တော်အဆင်ပြေတယ်ကျွန်တော်အနီးကဆင်းရိုက်လို့မရအောင်မှရေတွေရှိအောင်ပါโอเคကညစ်ပြန်ကြမယ်โอ้မငါပြောပင်နေစိုက်တာငါပြောပင်နေmusic ချောင်းယောက်ျားလေးအဆောင်โอเคဒီမှာဆိုတော့အခုငရင်ပြစ်တဲ့နေရာကိုပြန်နေပါပြီတကယ်ချင်းကတော့ပြစ်နေတာမှရလည်းမရလားတော့မသိဘူးဒီနာမိုးရင်းရမြက်တွေကြီးပဲအရန်ပေါ့တာလေတော့ဟိုမှာပြန်လာတယောက်တည်းကြိုက်သေးလားမကြိုက်ဘူးမလားမကြိုက်ဘူးတဲ့မိုးရင်းရတော့အရန်မိုက်တယ်ဒီနေရာအရန်ပျော်ပေါ့ဒါပေမဲ့မြော့တွေရှိတယ်ကျွတ်တွေလည်းရှိတယ်လဲလဲဆိုတော့သိတဲ့အတိုင်းပဲလဲဆိုတော့ကျွန်တော်လည်းပြန်တော့မှခဏနေကြတယ်ဟိုမင်းသားရှက်နေတယ်မင်းသားရှက်နေတယ်ခဏလေးရိုက်ပြန်မှညင်ရှင်သွားပြီလုံးဝမကြိုက်တော့ပါနော်ငါမြတာတကယ်တွေးကြည့်ပြောဖို့ကောင်းတယ်နော်ပြောဖို့ကောင်းတယ်ဘယ်လိုလဲရင်ခေါင်းဖို့ကောင်းတာသိလားအဲ့လိုဆွဲနေချင်မှဝင်ကြိုက်လိုက်လေဝင်ကြိုက်လိုက်ဆွဲတဲ့ရတာကောင်းတယ်နော်ရိုက်လိုက်ရတာကိုလည်းပြန်ရတော့မှာစက်ပြီးငားထားမလားမထားကြပါနဲ့ကွာအိမ်မှာကြီးစိတ်တော့ဟောဖြစ်လို့လူများအောင်လားခလေးဝင်ထွက်တယ်လည်းသိလားဟမ်ဒီဝါတာကောင်းတယ်ငါလည်းတိတ်မထွက်တော့ဘူးလေနော်ဒီလည်းမသိကျွန်တော်ဟဲ့လေအဲ့ဒီမှာစက်ပြီးနာတာဖတ်တယ်ငါကြိုက်အောင်ငါမရ SB ပြည့်ဟို BC ပြည့်အစင်မပြေဘူးအဲ့ဒီကငါးနဲ့ဆိုင်တာဒီစက်တွေတော့ငါရှိရင်နေပြီငါရှိရင်နေတာငါရှိလက်ထွန်ပြတ်တာမပြတ်ရတယ်ငါကြိုက်ပြောတာဆွဲသွားလားနည်းနည်းငါမထီကောကိုမလူကိုက်တို့ကငါဝင်ကြိုက်ရင်တော့ဒါမှမတငယ်ချင်းရိုက်တာမပိုင်ဘူးအယုံမမိဘူးတဲ့အယုံမမိလို့တဲ့ဘကိုမတွေ့လိုက်ဘူးသိလားအဲ့နားမှာလားဟိုငါရကနေရမတက်ကတစ်ခါလို့ဖြစ်တာအခုတစ်ခါအယုံမကိုင်းမိရလားဟုတ်လားနှမျောလိုက်တာအဲ့ကောင်ရိုက်3ကောင်ရအမ4ကောင်ရအောင်ပါနော်
ဒီနေ့အမှန်မှန်၄កောင်ရမှာ2កောင်ကမမိဘူးမနေ့ကတကောင်ကကြိုက်တော့ကြိုက်တယ်